အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရုပ်ရှင်သွားကြည့်မှာဖြစ်ပါတယ်ဒီသားမရှိဘဲနဲ့ရုပ်ရှင်သွားကြည့်ရတဲ့အဖြစ်ကဘယ်လောက်ကြီးဒီမျက်နှာငယ်စရာကောင်းလဲဆိုတော့ကျွန်တော်ပြောပြမှာပေါ့နော်စားကကျွန်တော်အချစ်စင်းနဲ့ဒီကန်ဧည့်သည်ကိုဖေးကြည့်လို့ကြည့်ရမှမသိဘူးဖြစ်နေတာlive ပေါ်မှာတော့ review တွေတော့တွေ့တယ်အချစ်စင်းကကောင်းတယ်ကန်ဧည့်သည်ကကောင်းတယ်ဆိုပြီးတော့ review တော့တွေ့တယ်ဒါပေမဲ့ကိုတန်လည်းဖေးကကြည့်လို့ကြည့်ရမှမသိဘူးဖြစ်နေတဲ့အချိန်မှာကျွန်တော်စဉ်းစားလိုက်တယ်ပေါ့နော်ဘာလို့စဉ်းစားဘယ်ကနေစစဉ်းစားလဲတော့ငါတော့မှရေးသားမရှိတာအချစ်စင်းဆိုတဲ့စကားကြည့်လို့ရှိရင်ငါအချစ်နဲ့ငါနဲ့ဘာမှမအသက်ဆိုင်တဲ့အရာဆိုပြီးတော့တွေးလိုက်တဲ့အချိန်မှာအချစ်စည်းကိုမကြည့်တော့ဘဲနဲ့ကန်ဧည့်တွေကိုကြည့်လိုက်တယ်ပေါ့နော်ကြည့်ရတဲ့အချိန်မှာဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ကဟိုရုပ်ရှင်ရုံကိုအစားက9နာရီခွဲလောက်ရောက်သွားပြီးတော့အလေလိုက်မယ်ဆိုပြီးတွေးထားတာပေါ့နော်ဒါပေမဲ့ဟိုရောက်တော့10နာရီမှတ်တင်းနေပြီ10နာရီမှတ်တင်းနေပြီဆိုတော့နာရီတော့15မိနစ်တော့ကျန်သေးတယ်ရုပ်ရှင်ရောက်လို့ရှိရင်တော့9မိနစ်တော့အလေလိုက်လို့ရတယ်ဆိုပြီးတွေးပြီးမဲ့လေဟိုရောက်တော့ရုပ်ရှင်ရုံလက်မှတ်ကတန်းစီရတာနဲ့ဗာလဲဆိုတော့လူကလည်းတော်တော်များတော့တန်းစီရတာနဲ့ဆိုတော့10နာရီ15လောက်ထိရောက်သွားရောရောက်တဲ့အချိန်မှာကျွန်တော်စကားကြည့်လို့ဆိုတာဖြစ်တဲ့အချိန်မှာဖြစ်ရှင်တော့ဗျာဘေးမှာအတွဲနဲ့တွဲနဲ့ကျွန်တော်ကြားထဲမှာမျက်ပြီးကြည့်ရတာဗျာစဉ်းစားကြည့်ပါဦးဘလို့ရဘာမီဆိုရင်ဖြင့်ခွဲခွာကြရတာပါပဲဒါကြောင့်ကိုနာကထွက်ခွာသွားတဲ့လူတွေကိုအစွမ်းလန်းကြည့်ပြီးပူဆွေးနေမဲ့အစားသူဟာသူ့ကံနဲ့သူလာတဲ့ဧည့်ပဲအခုတော့သူခင်းသူဆက်သွားပြီလို့နှလုံးသွင်းနိုင်ရမှာပေါ့တက္ကမကြီးဘဝတခြားဖះမိတရားမိနဲ့ပစ္စည်းဥစ္စာတွေကိုပဲစုဆောင်းနေကြတာတင်ထားကြရမယ့်ဥစ္စာတွေတဲ့တင်ကိုနောက်ပါမယ်ဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်တရားတွေကိုမိမိရဲ့အစစ်အမှန်ပိုင်ဆိုင်မှုဖြစ်စုဆောင်းပြီးအေးချမ်းမှုကိုရှာဖွေပါတက္ကမကြီးဒီဥစင်မာကိုပြောရတဲ့ဒီအခန်းလေးတော့ကျွန်တော်တကယ်ကိုကြိုက်တယ်ဗျ။ဘာလို့လဲဆိုတော့ဒီကန်ရဲတယ်ဆိုတာကဘောကအကြောင်းကန်အကြောင်းကိုရိုက်ထားတဲ့စကားကြည့်လိုက်တော့တော်တော်လေးကိုတော့ကြည့်လို့ကောင်းတယ်။ဘယ်လိုလဲအားရတော့ကြည့်ကြပါဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့အကောင့်လေးကို like and follow လေးလုပ်ပေးခဲ့ကြပါဦးဗျ။